အဲ့ဒီတုတ်မှာကြည့်လိုက်ပါမာပိတကတံပရာနေနလို့ဆိုထားတယ်ကျမ်းဂန်ကပြောတိုင်းလဲမယုံပါနဲ့တဲ့ကျမ်းဂန်ကပြောတိုင်းလဲမယုံပါနဲ့ဆိုတာဟာဖះဟောကျမ်းဂန်ကိုပြောတာမဟုတ်ဘူးကာလာမတွေရဲ့ကျမ်းဂန်ကိုပြောတာနော်အဲ့ဒါကိုအထာကထာကဆက်ပြီးဖွင့်တယ်အမာကံပိဋကတန်တိယာတတ္တိန်သမေတိတိမာကနိဋ္ဌတဲ့အမာကံလို့ဆိုထားတယ်အမာကံဆိုတာငါတို့ရဲ့တဲ့ငါတို့ရဲ့ဆိုတာကာလာမတွေရဲ့လို့ပြောတာမြတ်စွာဘုရားကကာလာမတွေရဲ့နေရာမှာနေပြီးကာလာမတွေရဲ့နံစားကိုသုံးပြီးတော့ကာလာမတို့ငါတို့ရဲ့ကျမ်းဂန်ကပြောတာမှအမှန်ဖြစ်တယ်ဆိုပြီးမင်းတို့မယူဆလိုက်ကြနဲ့လို့ပြောတာနော်အဲ့ဒါကိုဗုဒ္ဓဘာသာဝင်တွေကဘာသာခြားတွေအတွက်ဟောတဲ့တရားကိုကိုရှုထောင့်ကနေကြည့်ပြီးလွဲမှားတဲ့အဓိပ္ပာယ်ကိုယူလိုက်တဲ့အခါမှာအခုလိုလွဲမှားတဲ့စကားကြီးပေါ်ပေါက်လာတာကျမ်းဂန်ထဲမှာရှိတယ်ဆိုတဲ့မယုံတဲ့ဦးဆိုတဲ့သဘောတရားသည်သစ္စာတရားကိုသိနိုင်တဲ့အခြေအနေမဟုတ်သေးဘူးဆိုတာဘေဦးဆရာတော်ရဲ့တရားလေးကိုလည်းနားဆင်ပြပါဦးခင်ဗျာစာပေပရိယတ်တွေလည်းသင်ကြားထားတယ်သူများကိုလည်းဖောင်ဖောင်လဲဟောခြင်းလဲဟောတဲ့အခါဟောမှာပေါ့သို့တော့အချိန်အားရင်များသောအားဖြင့်စာပေတွေကိုရွတ်ဖတ်တရစေပြီးတော့နေတယ်လွတ်ချက်တယ်ပေတကသုံးပုံဘယ်နှခေါက်ရွတ်ပြီးပြီပဋ္ဌာန်းပါဠိတော်ဘယ်နှခါရွတ်ပြီးပြီတချို့ပြောတဲ့လူတွေမရှိဘူးလားလွတ်ချက်တယ်အဲ့တော့အဲ့ဒီလိုရွတ်အံတရစေပြီးတော့နေတယ်သို့တော့ကိုယ်တိုင်ကိလေသာငြိမ်းအေးအောင်လွတ်မြောက်အောင်အာမထုတ်ဘူးတဲ့နော်ခုနကခင်ဗျားတို့လောက်ရမယ်ဒုက္ခသစ္စာကိုပိုင်းခြားသိဖို့မလုပ်ဘူးဒုက္ခသစ္စာပိုင်းခြားမသိရင်သမုဒိယသစ္စာသိမ့်မှာမလားသိမ့်ပါဘူးသမုဒိယမသိမ့်ပဲနဲ့ဒုက္ခငြိမ်းမှာမလားငြိမ်းပါဘူးအဲ့တော့ဒုက္ခငြိမ်းကြောင်းသမုဒိယသိမ့်ကြောင်းသူကိုယ်တိုင်မလုပ်ဘူးရွတ်တော့ရွတ်နေတယ်တဲ့အဲ့ဒီလူတရားနဲ့နေသလားတဲ့တရားနဲ့နေပါဘူးခင်ဗျားတို့ပဲဖြေသွားတာဒါပြီးသွားပြီဟုတ်ကဲ့ပါဘေဦးဆရာတို့ပြောသလိုပဲကျွန်တော်ဒီကျမ်းဂန်ထဲမှာရှိတဲ့စာတွေကိုရွတ်နေတယ်ဖတ်နေတယ်ပြောနေတယ်ဟောနေတယ်ဆိုတဲ့အဆင့်ဒီကျွန်တော်တစ္ဆာတရားကိုမသိနိုင်နေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့တစ္ဆာတရားကိုမသိမချင်းကဒီစာပေတွေပေါ်မှာမူတည်ပြီးတော့ဒီလူကြီးကိုတစ္ဆာသိနေတယ်တရားတွေသိနေတယ်လို့ထင်အောင်ထင်မှားဖြစ်မှာဆိုလို့မြတ်စွာဘုရားကကျမ်းဂန်နဲ့ရှိတာတော့မယုံနဲ့အောင်လို့ပြောတာဖြစ်ပါလေဒီစာတီအချမ်းဘာသာဓာတ်တွေအတွက်ဟောတာခြင်းမဟုတ်ပါဘူးလူသားအလုံးကိုတစ္ဆာတရားနဲ့အညီဟောတာခြင်းဖြစ်ပါတယ်မြတ်စွာဘုရားတတ်တော်ရှိရှိနှုံကယဟန်တပါးကမြတ်စွာဘုရားကိုပြုစုယူရနေတာကိုမြတ်စွာဘုရားကဟောပါတယ်ငါ့ကိုပြုစုယူရယုံနဲ့ငါဘုရားကိုမတွေ့နိုင်ဘူးဓမ္မတွေကိုမင်းကိုယ်တိုင်သစ္စာတရားတွေကိုမြင်အောင်လုပ်ပြီးမှငါဘုရားကိုတွေ့နိုင်မယ်လို့ဟောတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမြတ်စွာဘုရားကြီးတတ်တော်ချင်းညာရှိနေတာတော့မှသစ္စာတရားကိုမသိရင်ဘုရားကိုမမြင်နိုင်ဘူးလို့ကျွန်တော်တို့ဟောတာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျမ်းဂန်ထဲမှာရှိတဲ့စာတွေဒီတကယ်သစ္စာတရားကိုတွေ့နိုင်တဲ့အခြေအနေမဟုတ်ပါဘူးဒါဟာသင်နေတဲ့သင်ညာဖြစ်ပါလေပညာအဆင့်ကိုမရောက်သေးပါဘူးမြတ်စွာဘုရားလူချင်းတဲ့တရားဆိုတာဒီတကယ်လောကရဲ့သစ္စာတရားအကြောင်းကိုမိမိကိုယ်တိုင်ကောင်းမွန်စွာနားလည်နိုင်တဲ့အခြေအနေမျိုးကိုဖြစ်ပါလေအဲ့တော့စာအုပ်ထဲမှာရှိတဲ့စာတွေဒီသစ္စာတရားကိုသိတယ်လို့ထင်အောင်ထင်မှာဖြစ်မှာဆိုလို့မြတ်စွာဘုရားကကျမ်းဂန်ထဲမှာရှိတဲ့တရားတွေကိုသူတိုင်းမယုံနဲ့အောင်လို့အဲ့လိုခေါ်ခြင်းဖြစ်ပါတယ်အဲ့တော့သစ္စာတရားကိုသိအောင်လုံနိုင်တဲ့လူကိုဒါယုံကြည်ရမယ်ဒီစာအုပ်ထဲမှာရှိတဲ့ဟာတွေကိုဟောပြောနေတဲ့အပေါ်မှာကျွန်တော်တို့ဒါသစ္စာသိနိုင်တဲ့အခြေအနေမဟုတ်ဘူးဆိုတာကိုကျွန်တော်ဗီဒီယိုဖိုင်တက်သိတွေနဲ့တင်ပြလိုက်ခြင်းဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ